ဒီမှာမင်းဘာတွေရှောက်ပြောလိုက်တာလဲ မောင်တို့အစားထိုးမရဖြစ်ငားထားတယ်ဆိုတာမောင်ကသိမှာလူကြီးကအသုံးဝင်ပါလေ တက်တနာပဲမင်းကမခိုင်မနဲ့ဘာတွေရှောက်ပြောနေရလဲဟိုမစိတ်ဆိုးသွားပြီ မောင်ကစိတ်ဆိုးသွားတာမဟုတ်ဘူးအဲ့ဒါရှက်သွားတာခဏလွတ်ထားလိုက်ပါပြီးရင်အဆင်ပြေသွားလိမ့်မယ်ဒီမှာခင်ရောယောက်ျားဆိုတဲ့အမျိုးကအရှိမသစ္စာရှိကြောင်ဘလောက်ပဲကြွေးကြော်ပြနောက်ွယ်ရောက်လို့ရှိရင်အမီးလေးတော့နည်းနည်းစားချင်ကြတဲ့သူကြီးပဲအေးစေးပါဟိတောင်းတာ ဒီနေ့လာပါ အေးမောင်သေးဆိုမှာဘာလို့အရင်အော်ကြည့်ကြခေါ်နေရလဲ မလေးသမီးတော်လေးရဲ့အိတ်တာနောက်မပေါင်းရလို့ရတယ်လောကမှာဒါအရေးကြီးဆုံးမမီကြီးရဲ့ဆောင်းကလည်းလီလီလိုတိတ်လာတဲ့ပြည့်စားမှလေးရှိရအရှက်ပြန်ကောင်းတာပဲသိလား ဘာလို့ပြည့်နေစားလဲအဲ့ဒါမမေးခစ်တော့ခေါ်ရတယ်အခုကဒိတ်ကဲ အေးပါတိတ်လာတဲ့ဒိတ်ကဲလီအခုကလူတစ်လာလူအဟောင်းလား မမီကြီးတို့ရဲ့ VVIP မိုက်ကယ်လေးလီတဲ့ညနေ9 နာရီထိတ်ထားရနော် အော်သူ့လား ဟုတ်တယ် လီတန်ဆွဲဖြစ်သွားအခုကတည်းကတခြားပြင်ဆင်ထားလိုက်တော့မယ်လေ